မနီမေမြမဟာ၌နိုင်ငံတကာဘုန်းတော်ကြီးများစုပေါင်း၍ရွတ်ပတ်အပ်သောကုသိုလ်ကောင်းမှုကံစေရနာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားစီမီပန်းနောက်တော်ရည်အစရှိသောလူရန်မွေရာဖျားဖျားတို့ကိုစက္ကပ်လူရန်ရသောဒါနကုသိုလ်ကောင်းမှုကံစေရနာမရဏနုတ္တိကမ္မထံစာကြည်သောပွားများရသောဘာဝနာမြတ်ကုသိုလ်ကောင်းမှုကံစေရနာပေါင်းတို့ဤအဖို့ဘာကကိုတမ္ပတတ္တနံအမိအဖဆရာသမားဆွေမျိုးညာတိမိတ်ဆွေသင်္ဃာတငယ်ချင်းပေါင်းတင်တို့အား၎င်းလွင်ငယ်သော2ရက်ခန့်က28ရက်3လ2025ကမြန်မာနိုင်ငံတွင်၌အင်အားပြင်းသောမြင်းရင်တန်ကြောင့်ဘဝတစ်ပါးသို့ရောက်သွားကြကုန်သောဝိနေယဒုက္ခိတာဒုက္ခိတာတတ္တဝါတို့အားအထူးအားဖြင့်ပါစီယမအမြပေးဝေပါ၏အာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသ